ကိုပိုင် business လုပ်ငန်းတစ်ခုစတင်လုပ်ကိုင်ခြင်းတဲ့သူတွေအတွက်မလို့ Happy GPS မှာ franchise ရော wholesale ရောယူလို့ရနေပြီဆိုတာသိကြပြီလား ဟုတ်ပါတယ်ညီမတို့ Happy GPS မြန်မာကနေပြီးတော့ GPS ဆက်တွေကိုလက်လီလက်ကပြန်ရောင်းချပေးတဲ့အပြင် franchise ယူပြီးတော့ပြန်ရောင်းချင်တဲ့ customer တွေအတွက်လည်းအခွင့်အရေးလေးရှိပါတယ်နော် franchise ယူပြီးပြန်ရောင်းချင်တဲ့ customer တွေအနေနဲ့ကိုပိုင် brand ဖန်တီးကြမလို့ပဲ ready made system နဲ့စီးပွားရေးလေးစလုပ်လို့ရမယ်နော် franchise ယူလိုက်မယ်ဆိုလို့ရှိရင် product supply installation training marketing support operative service guide တို့ကိုတနေရာထဲမှာရရှိမှာပဲဖြစ်ပါတယ်ရှင် wholesale ယူပြီးပြန်ရောင်းချင်တဲ့ customer တွေအတွက်လည်းအလုံး30ရာနေစပြီးတော့လက်ကားစင်းနဲ့ရလို့ရမှာဖြစ်ပါတယ်ရှင်တက်စင်တဲ့အပိုင်းမှာလည်းနားမလည်မှာကိုလုံးဝစိတ်ပူစရာမလိုပါဘူးเนาะညီမတို့ဘက်က GPS တက်စင်နဲ့ installation ဘိုင်းနေနဲ့တေချာလေးချိတ်ဆက်ပေးပြီးတော့တက်စင်နည်းလေးတွေကိုလည်းပြောပြပေးပါရရှင် ဒီမှာတနိုင်ငံလုံးကိုဝန်ဆောင်မှုပေးနေတဲ့ယုံကြည်စိတ်ချရတဲ့တင်းနဲ့အတူလက်တွဲလုပ်ကိုင်နိုင်မှာဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့ wholesale ယူပြီးတော့ပြန်ရောင်းချင်တာပဲဖြစ်ဖြစ် franchise ယူပြီးတော့ပြန်ရောင်းချင်တာပဲဖြစ်ဖြစ်ညီမတို့ရဲ့ Happy GPS မြန်မာရဲ့ call center ဖုန်းနံပါတ်ဖြစ်တဲ့3996556366ဆိုတဲ့နံပါတ်လေးမှာခုပဲဆက်သွယ်လိုက်တော့เนาะ